ဒီနေ့ကတော့ကျွန်တော် Starling Mall ကိုရောက်တဲ့အချိန်မှာပေါ့နော်ဒီ Ramazan decoration တွေလောက်ထားတဲ့ဟာကိုကျွန်တော်ရိုက်ပြီးတော့အားလုံးကိုမြင်ရအောင်ကျွန်တော်ပြလိုက်တာပေါ့နော်ဆိုရင်အခုဆိုရင်တော့မလေးရှားနိုင်ငံမှာကြာရောက်တဲ့ဒီ2025 Ramazan ကာလလည်းဖြစ်တယ်ပေါ့နော်ဒီ shopping mall တိုင်းမှာလည်းဒီ event လေးတွေကိုပုံစံမျိုးစုံနဲ့လုပ်ပြနေတာလေးရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်ကဒီနေ့ရောက်ခဲ့တဲ့ Starling Mall ရဲ့ဒီ decoration လေးကိုကျွန်တော်ရိုက်ပြီးတော့တင်ပြလိုက်တာပါငွေကျေးဇူးတင်ပါတယ်နောက်ပြီးလို့ရှိရင်ပေါ့နော်အခုဆိုရင်ဒီ Ramazan ဆိုရင်ဒီမွတ်စလင်ဘာသာရဲ့ဥပုသ်ကာလမှာအစာရှောင်ကြတယ်ညနေပိုင်းကျလို့ရှိရင်ဒီဝါဖြေတဲ့အခါကျလို့ရှိရင်စားဖို့အတွက်ဆိုပြီးတော့မြန်မာလိုဆိုစွန်ပလွန်တီးတွေအလိုမျိုးချရောင်းတာတွေလည်းရှိအဲ့လိုပေါ့နော်ကျွန်တော်တို့ဒီအခုဒီဝါဖြေတဲ့အချိန်မှာစားတဲ့ဟာလေးတွေချရောင်းတာလေးတွေကိုကီတွေအဲ့လိုစွန်ပလွန်တီးတွေအဲ့လိုချရောင်းတဲ့ဟာလေးတွေကိုလည်းကျွန်တော်မတင်တင်ပြီးတော့ရိုက်ပြလိုက်တာပါအားလုံးလည်းပြီးတော့ရအောင်ပြီးတော့ကျွန်တော်YouTube channel ကို like and subscribe and please လည်းလုပ်ပေးထားကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ခုနပြောတာမှားသွားလို့ပေါ့နော်အခုပြောချင်တာကကျတော့ please subscribe and like my channel please